လာပါဒီနေ့မေမေနဲ့ဆက်ပြပြီးတော့မှဖြစ်ပါတယ် like and subscribe လေးလည်းလည်းဖြစ်ပါဦးအလီနာပဲဖြစ်ပါတယ် Hello ဒီနေ့ဆီယာမလာပြီနော် Okay ဒီနေ့ကျောင်းသားတွေအကုန်လုံးအိမ်မငိုင်းနဲ့နောက်ဆုံးတက် Okay စကားမပြောနဲ့နော်စကားမပြောနဲ့အေးဟုတ်ပြီမအိပ်ပါနဲ့ဆိုတာကို Okay ကဲစမယ်အဲ့ဆိုလို့ရှိရင်ကဲသမီးအေဒီနာဆီယာမစာမေးမယ်ကျန်တဲ့လူတွေလည်းမေးမယ်နော် Okay အဲ့ဆိုရင်ဆီယာမကမရရင်ဒီတုံးနဲ့ရိုက်မယ်နော် Okay အဲ့ဒါဆိုလို့ရှိရင်ဒီမှာနှစ်အလီဆိုပြပါဆီယာမကို နှစ်လီဆိုပြပါ နေတလီနဲ့နေနလီနေတောလီချောင်းနေလေးလီရှင်နေငါလီဒတ်နေချာလီစာနေကနလီစာနေရှယ်လီစာချာနေကိုလီစာရှင်နေဆိုင်နေဆိုင်နေစတလီနေဆိုင်နေစတလီနေဆိုင်လီ ဟဲတော်လိုက်တာအသေးတွေပြီးမယ် Okay အသေးတွေပြီးမယ် Okay ပြောဝိုင်းမလားပြောဝိုင်းဆိုတော်လို့ရပြီကိုခုံကိုနော်ကျန်တဲ့လူတွေဆိုရမယ်ကျန်တဲ့လူတွေဆိုမယ်ကဲအရှိဆုံးတန်းကနှစ်ချက်နဲ့အကိုကြီးလာပါဩကဲနှစ်လီဆိုမယ်နှစ်လီဆိုမယ်ဟဲဘာလို့ငိုရလဲစာမကြက်လာဘူးလား မကြက်လာဘူး အေးနေရတော့ဒီတုံးနဲ့နော်ချခံရတော့မစာကြက်လာပါဆိုမချက်လာဘူးနော်ကဲတွားမငိုနဲ့မနှက်ဖန်ကြရင်ပြန်မေးမယ်โอเคလားနေ Okay ပါ အေးတွားတော့ပျော်သွားမနေနဲ့ကိုနေရကိုထိုင်းကဲဒီနေ့ကျန်တဲ့သမီးလေးတွေတော့မမေးတော့ဘူးဒီနေ့ဆီယာမကစာကိုဆက်တင်မယ်နော်ဒီနေ့က3အလီတင်မယ်โอเคတယ်နော်